အဲ့ဒီလူကမျက်နှာဖုံးတစ်ခုကိုဝစ်ဆင်လိုက်ယုံတင်ရှိပါသေးတယ်နောက်တစ်စက္ကန့်မှာတော့သူဟာတခြားလူတစ်ယောက်အဖြစ်လုံးဝပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနောက်မျက်နှာဖုံးထဲကနေလျှို့ဝှက်ဆန်းကျဲတဲ့အတန်ထွက်ပေါ်လာပြီးသူမြင်ဘူးသမျှဘသူပုံစံမဆိုပြောင်းလဲနိုင်ကြောင်းပြောခဲ့ပါတယ်ဒါဟာသူ့ရဲ့ကံကြမ္မာကိုပြောင်းလဲပစ်ဖို့ခွင့်ရမှန်းအဲ့ဒီလူကချက်ချင်းသဘောပေါက်သွားခဲ့ပါတယ်မကြခင်မှာပဲသူဟာဇနီးမောင်နှံနှစ်ဦးနောက်ကိုဗီလာအိမ်ယာဝင်းအထိနောက်ယောင်ခံလိုက်သွားခဲ့ပါတယ်လွန်ခဲ့တဲ့ရက်ပိုင်းကတည်းကမိမိဖြတ်ပြေးတဲ့သူတို့ကလေးကိုရှောင်ရင်းသူလဲကြခဲ့ဘူးတာပါကျေးဇူးတင်ရမယ့်အစားအဲ့ဒီဇနီးမောင်နှံကသူတို့ကလေးကိုလက်အောင်လုပ်တယ်ဆိုပြီးသူ့ကိုပဲအပြစ်ပုံချခဲ့ကြပါတယ်ဒါအပြင်ရော်ချင်းငွေဒေါ်လာတစ်ဆက်သူညပေးဖို့ပါသူ့ကိုအတင်းကျပ်တောင်းဆိုခဲ့ကြပါသေးတယ်သူ့မှာရှိတဲ့နောက်ဆုံးလက်ကျန်ဒေါ်လာ3သူညကိုပဲအဲ့ဒီလူကပေးအပ်ခဲ့ရပါတယ်ပတ်စံတွေယူပြီးတဲ့နောက်အဲ့ဒီဇနီးမောင်နှံကသူ့ကိုစင်းရဲသားဆိုပြီးလှောင်ပြောင်သွားခဲ့ကြပါတယ်အဲ့ဒီနေ့ကစပြီးသူဟာတရားမျှတမှုပြန်ရအောင်ယူမယ်လို့ကြိမ်ဆိုခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲခင်ပွန်းဖြစ်သူကဖုန်းခေါ်ဆိုမှုတစ်ခုရပြီးအလုပ်ကိုအရေးတကြီးပြန်သွားခဲ့ရပါတယ်အဲ့ဒီလူကမျက်နှာဖုံးကိုချက်ချင်းဝစ်ဆင်လိုက်ပြီးခင်ပွန်းဖြစ်သူရဲ့ပုံစံအတိုင်းအသွင်ပြောင်းလိုက်ပါတယ်ဇနီးဖြစ်သူမသိအောင်ဗီလာအိမ်ထဲကိုသူခိုးဝင်သွားခဲ့ပြီးမိခင်တစ်တာကိုအမြန်ပဲရှာဖွေတွေ့ရှိသွားခဲ့ပါတယ်အထက်ကရတနာတွေအားလုံးကိုသူယူလိုက်ပေမဲ့အပြင်ကိုလှမ်းထွက်လိုက်တာနဲ့သူ့ရဲ့အလုပ်ရှင်ကဖုန်းဆက်လာပါတယ်သူ့အလုပ်ရှင်ကအလုပ်ပြက်ကွက်တဲ့အတွက်စူပူချင်းမောင်းယုံတင်မကပဲလစာအားလုံးဖြစ်မယ်လို့ပါချင်းချောက်ခဲ့ပါတယ်သူအမြဲတမ်းမတရားနှိပ်စက်ခံခဲ့ရတာတွေကိုတွေးမိပြီးအဲ့ဒီလူကသူ့အလုပ်ရှင်ရဲ့အထက်လူကြီးပုံစံပြောင်းလိုက်ပါတော့တယ်မျှော်လင့်ထားတဲ့အတိုင်းပဲသူ့အလုပ်ရှင်ဟာသူ့ကိုမြင်မြင်ချင်းချွေးစေးတွေပြန်လာခဲ့ပါတယ်အဲ့ဒီလူကဖြတ်ထားတဲ့လစာတွေအားလုံးပြန်ပေးဖို့သူ့အလုပ်ရှင်ကိုအမိန့်ပေးလိုက်ပါတယ်ဒါအပြင်ရော်ချင်းငွေဒေါ်လာ30သူညပါပေးခိုင်းခဲ့ပါတယ်ပတ်စံတွေရပြီးတဲ့နောက်အဲ့ဒီလူကသူ့ရေးစားအတွက်လက်ဆောင်တစ်ခုဝယ်ဖို့ပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကသူမဟာသူ့အပေါ်ဖောက်ပြန်နေမှန်းသူသိရှိသွားခဲ့ရပါတယ်သို့တော်လည်းသူကထိတ်တိုက်ရင်မဆိုင်ခဲ့ပါဘူးသူမရဲ့ဖောက်ပြန်နေတဲ့လူပုံစံကိုပဲအသွင်ပြောင်းလိုက်ပြီးသူပြဿနာတစ်ခုနဲ့ကြုံနေရတယ်လို့သူမကိုတမင်တကာပြောလိုက်ပါတယ်သူ့မှာငွေအမြောက်အများအရေးတကြီးလိုအပ်နေတယ်လို့ပြောတဲ့အခါရေးစားဖြစ်သူကသူမရဲ့စုငွေအားလုံးကိုထုတ်ပေးခဲ့ပါတယ်ဒါအပြင်သူမရဲ့ဖောက်ပြန်နေတဲ့လူကကုမ္ပဏီရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်ထားတယ်ဆိုတာကိုပါဖွင့်ပြောလိုက်ပါသေးတယ်ဒါကိုကြားပြီးတဲ့နောက်အဲ့ဒီလူကသူရေးစားပုံစံအသွင်ပြောင်းပြီးဖောက်ပြန်နေတဲ့လူစီကိုတွားတွေ့ခဲ့ပါတယ်အမှန်တရားပေါ်သွားမှာစိုးရိမ်တဲ့အတွက်အဲ့ဒီဖောက်ပြန်နေတဲ့လူကလိုနေတဲ့ပတ်စံတွေကိုပြန်ဆက်ဖို့ပြင်ဆင်နေတာပါအဲ့ဒီလူကသူ့ကိုကူညီမယ်လို့ချက်ချင်းကမ်းလှမ်းလိုက်ပါတယ်ဒါပေမဲ့အကောင့်ထဲကငွေပမာဏကိုစစ်ဆေးပြီးတဲ့နောက်ဖောက်ပြန်နေတဲ့လူကလုံးဝမလောက်ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒီလူကသူ့အပြင်ထွက်ပြီးပတ်စံထက်ရှာပေးမယ်လို့ချက်ချင်းပြန်ပြောလိုက်ပါတယ်ဖောက်ပြန်နေတဲ့လူကဝမ်းသာသွားပေမဲ့နောက်တစ်စက္ကန့်မှာတင်အဲ့ဒီလူရဲ့ဥက္ကဋ္ဌပုံစံပြောင်းလိုက်ပြီးအစည်းအဝေးခန်းမကိုချက်ချင်းလာသတင်းပို့ဖို့ဖောက်ပြန်နေတဲ့လူကိုအမိန့်ပေးလိုက်ပါတယ်ပြီးတော့အဲ့ဒီလူကဖောက်ပြန်နေတဲ့လူပုံစံထပ်ပြောင်းပြီးဖောက်ပြန်နေတဲ့လူရဲ့အကောင့်ထဲကပတ်စံတွေအားလုံးကိုလွှဲပြောင်းယူလိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့သူကမိမိမူလပုံစံအတိုင်းပြန်ပြောင်းပြီးကုမ္ပဏီပြင်ကိုရှောက်ထွက်လာခဲ့ပါတယ်အဲ့ဒီမှာသူရေးစားနဲ့မမျှော်လင့်ပဲဆုံခဲ့ပြီးသူမကသူ့ကိုတုံးမကြတဲ့လူဆိုပြီးနှိမ့်ချပြောဆိုခဲ့ပါတယ်သူမကသူ့ကိုတနေ့နေ့ကျရင်ထားခဲ့မှာလို့ပါထပ်ပြောပါသေးတယ်အဲ့ဒီအချိန်မှာပဲဖောက်ပြန်နေတဲ့လူကိုရဲတွေကဖမ်းဆီးခေါ်ဆောင်လာတာကိုတွေ့လိုက်ရလို့ရေးစားဖြစ်သူချက်ချင်းတုန်လှုပ်သွားပါတယ်ဖောက်ပြန်နေတဲ့လူကလည်းကောင်မလေးကသူ့ကိုတစ္ဆာဖောက်တယ်လို့ထင်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အပြန်အလှန်အပြစ်ပုံချကြရင်နောက်ဆုံးမှာတော့ဥပဒေအရနှစ်ယောက်စလုံးဖမ်းဆီးခေါ်ဆောင်ခြင်းခံလိုက်ရပါတော့တယ်